သိကျင်ပါတယ်တဲ့သိကျင်တယ်ဆိုလို့ရှိရင်ရဲနာပြောပြပေးမယ်အများသိအောင်များများ share မှရမယ်ဒီမှာရဲနာဒီလိုမျိုးကွန်ပျူတာနဲ့တောင်ရှာထားရတယ်စာဖတ်ပြင်းတဲ့ဟုတ်များများလေး share ပေးများများ share ဖို့ကအားလုံးရဲ့တောင်းတယ်နော်ဘာကိုသိကျင်တာလဲဆိုတော့ဂျင်းရဲ့နောက်ထပ်အကျိုးကျေးဇူးတွေကိုသိကျင်တာအဲ့တော့ရဲနာဇင်တီးလေးဖြော်ရင်းနဲ့ပြောပြပေးမယ်ဒီဇင်တီးမှာလည်းစင်တီးကြောင့်ပြောခင်ဂျင်းကြောင့်ရင်ပြောမယ်နော်အရင်ပြောပေးမယ်များများရှယ်တော့များများရှယ်အချိန်ကြီးလည်းမဆွဲချင်ဘူးအားလုံးအတွက်အကျိုးရှိမဲ့ဟာတွေပဲရနာလာပြီးတော့မျှဝေပေးနေကြဒါကိုအားလုံးသိမှာပါများများရှယ်ဖို့ကအားလုံးရဲ့တာဝန်အခုဂျင်းရဲ့အကြောင်းတွေကိုပြောပြပေးမယ်ဂျင်းကတဲ့နော်လေထိုးလေအောင်ဘိုင်းအောင်တာတွေဒါတွေကောင်းတယ်ပြီးလို့ရှိရင်အစာအစိတ်တင်တာကိုလည်းတတ်တာစေတယ်ခေါင်းမူပြီးမသာဖြစ်တာကိုလည်းပျောက်ကင်းစေတယ်ပြီးလို့ရှိရင်ငှက်ချောင်းကိုလည်းကာကွယ်ပေးတဲ့ဂျင်းပြုတ်ရရပါတော့ပြီးလို့ရှိရင်ရောင်ရမ်းမှုတွေလျှော့ချပေးတယ်ရောင်ရမ်းမှုတွေကဘယ်လိုမျိုးလဲဆိုတော့အဆစ်ရောင်တာတွေလေးဘက်နာဝေဒနာတွေခေါင်းတစ်ချမ်းကိုက်တာတွေခေါင်းကိုက်တဲ့ဝေဒနာတွေပေါ့နော်တတ်တာစေတယ်ကိုက်ခဲမှုတွေကိုတတ်တာစေတယ်ပြီးလို့ရှိရင်မျိုးသမီးတွေဖြစ်တတ်တဲ့ရာသီလာချိန်မှာဖြစ်တတ်တဲ့နာကျင်ကိုက်ခဲမှုတွေလည်းတတ်တာစေတယ်ရင်နွေးချမ်းလေးဂျင်းကိုရင်နွေးလေးလှုပ်ပြီးလှုပ်တာကောင်းတယ်ပေါ့နော်ပြီးရင်နှလုံးကိုကျန်းမာစေတယ်ပြီးလို့ရှိရင်အမျိုးသားတွေရဲ့ယောဂပေါ့နော်အဲ့ဒါကိုတက်တာစေတယ်အမျိုးသားတွေမှာဖြစ်တတ်တဲ့လိင်ငါနဲ့ပတ်သက်တဲ့ယောဂကိုတက်တာစေတယ်ပြီးရင်ကြောက်ကြည်စေတယ်ပြီးရင်သပင်တန်လို့ရတယ်သပင်တန်အောင်လုပ်လို့ရတယ်သူ့ရဲ့အရေးကဘောက်ပြောက်အောင်လုပ်လို့ရတယ်ဒါသပင်နဲ့ပတ်သက်တဲ့လူတွေဆိုတော့ဖြစ်တယ်ပေါ့နော်ပြီးရင်ကင်ဆာယောဂကိုကာကွယ်နိုင်တယ်ပြီးတော့ဒီထဲမှာတစ်ခုမေးထားသေးတာရှိတယ်ဒီဗီဒီယိုလေးရဲ့ဒီဂျင်းအကြောင်းပြောထားတဲ့ဗီဒီယိုလေးမှာတစ်ခုမေးထားရှိတယ်ဘာလဲဆိုတော့ဂျင်းကတဲ့ဟိုဒူးနာတာတတ်တာကြအသက်ရွယ်ကြီးနေတဲ့လူကဖြစ်တတ်တဲ့ဒူးစစ်နာတာကိုလည်းတတ်တာစီရပါတော့အဲ့ဒီဂျင်းပြုတ်တွေကိုတကူးတကရှာပြီးတော့မလုတ်ချင်ဆိုလို့ရှိရင်ဟောဒီအိုးမိုင်စင်တီကိုတောက်လို့ရတယ်ဒီအိုးမိုင်စင်တီတွေမှာလည်းဂျင်းမှာပါဝင်တယ်သူကပါဝင်ပစ္စည်း၄မျိုးနဲ့ပါဝင်ထုတ်လုပ်ထားတာပေါ့နော်အဲ့၄မျိုးမှာလည်းတကယ်တဘာဝစစ်တွေကြီးပဲလက်ဖက်ပါမယ်လက်ဖက်နှင်းစီပါမယ်ပြီးရင်ဂျင်းပါမယ်ဗမ်မူးစီလီကာပါမယ်အဲ့ဒီမှာဂျင်းကလည်းခုနအယိုးစစ်တွေကိုရောင်ရမ်းနာကျင်မှုတွေကိုကောင်းစေတယ်နောက်ပြီးတော့သူကခန္ဓာကိုယ်အတွက်ကောင်းကျိုးရအများကြီးပဲเนาะဒီမှာကင်ဆာယောဂတွေလည်းကာကွယ်ပေးနိုင်တယ်အသေးကိုလည်းတန့်စင်ပေးနိုင်တယ်ပြီးလို့ရှိရင်ဘယ်လိုပြောရမလဲဒီဂျင်းလေးက200ဘို့300ဘို့ကကိုယ့်ရဲ့ရရှိမဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးပဲเนาะ live တစ်ခုနဲ့ရှင်းပြမလို့ဖြစ်နေအဲ့တော့နားထောင်နေတယ်ဆိုလို့ရှိရင်ရေနာရဲ့ဒီ Are you first web page လေးမှာလာဟိုင်းပါရေနာ live လွှင့်ပေးမယ်နားထောင်နေတဲ့သူများရင်ပေါ့เนาะဂျင်းအကြောင်းအဲ့တော့ဒီဟာကပါဝင်ပစ္စည်း၄မျိုးနဲ့ပေါင်းစပ်ထားတာဒီမှာဂျင်းပါပြီးသားအဲ့တော့ဂျင်းတုပ်ကိုတက်ရှာဝင်နေကြမလို့ဂျင်းပြုတ်ရတက်လှုပ်တောင်းနေကြမလို့ပဲနဲ့ဂျင်းတက်ကိုရရှိမယ်ပြီးရင်ကောလာဂျင်ဆုံးရှုံးသွားတဲ့ကောလာဂျင်ကဘာတွေကိုထိခိုက်လဲဆိုအယိုးအစစ်တွေသပင်တွေအသွေးသားတွေလက်သေးခြေသေးတွေခန္ဓာကိုယ်ရဲ့အစာရင်းနဲ့သွေးလက်ပတ်မှုတွေကိုထိခိုက်နိုင်တယ်အဲ့ဒီအတွက်ဟောဒီမှာအိုးမိုင်စင်တီထဲမှာကပါပြီးသားပါဂျင်းလဲပါပြီးသားနောက်ဆုံးရှုံးသွားတဲ့ကောလာဂျင်တွေအတွက်ဗမ်မူးစီလီကာပေါ့နော်ကောလာဂျင်တက်ကိုပြန်ဖြည့်ဆည်းပေးတဲ့အရာလဲပါပြီးသား